Yo what's up ဒီနေ့ကျွန်တော်ပြောပြပေးပါမယ်အကြောင်းအရာလေးကတော့ B-box ခုမှစလုပ်တဲ့လူတွေအတွက်ပေါ့နော် B-box တန်တစ်ခုကိုရအောင်အများဆုံးနည်းနဲ့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ video လေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့ပထမဦးဆုံးပြောရမယ်ဆိုရင်ကျွန်တော်ပြောချင်တာကတော့ tutorial video တွေကိုတပုတ်ကြည့်ရတဲ့ဆိုင်video တိုင်းကို like ကြည့်ဖို့အတွက်ကိုကျွန်တော် recommend ပေးပါတယ်video အများကြီးကြည့်ဖို့ကျွန်တော်ကဘာလို့ recommend ပေးလဲဆိုတော့ဒီ video အများကြီးကြည့်လိုက်ခြင်းအပြင်ကိုနဲ့ key guide တဲ့တင်ပေးနိုင်တဲ့လူကိုပေါ့နော်ပို့ပြီးတော့တွေ့နိုင်တယ်ပေါ့နော် tutorial ကိုဆိုတော့ဒီ video တပုတ်ထဲကိုပဲကြည့်ပြီးတော့အဲ့လိုမျိုးလုပ်နေလို့ရှိရင်ဒီနီးလန်းတိုင်းပဲပေါ့နော်ကိုကဒီနီးလန်းနဲ့မရဘဲနဲ့တခြားနီးလန်းနဲ့ကိုအဲ့လိုမျိုးမစင်စားတတ်တော့ဘဲနဲ့ပေါ့နော်အဲ့ဗီဒီယိုပဲကြည့်ပြီးတော့မရဖြစ်ပြီးတော့အဲ့လိုကြန့်ကြာတယ်ပေါ့နော် B-box တန်တစ်ခုရဖို့ကို tutorial လည်းကြည့်ပြီးသွားပြီဆိုတော့ဘာဆက်လုပ်ရမလဲဆိုတော့ဒီကိုယ့်ရဲ့အိမ်မှာရှိရဲ့မှန်ကိုပေါ့နော်ထောင်ပြီးတော့ကိုယ့်ရဲ့ပါးစပ်နဲ့တေချာ position ကိုတေချာတိုက်ပြီးတော့အဲ့လိုကျင့်တင်တယ်ပေါ့နော်အဲ့ဒါလည်းပို့ပြီးတော့မြန်တယ်လို့ပြောလို့ရတယ်ဆိုတော့တတိယအချက်အနေနဲ့ကတော့ဒီ B-box အတန်တစ်ခုကိုနည်းနည်းလေးရလာပြီနည်းနည်းမကလင်းတော့အရင်မကလင်းသေးဘူးနည်းနည်းလေးရနေပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီပတ်တန်လေးတွေထဲမှာတွဲဖို့recommend ပေးရပေါ့နော်ပတ်တန်လေးတွေမှာတွဲပြီးတော့လုပ်ကြည့်ရမယ်ဘယ်လိုလုပ်ကြည့်ရမလဲဆိုတော့ဒီအခြေခံရထားတဲ့ BTK ထဲမှာပဲစပြီးတော့အဲ့လိုမျိုးဥမာ libro ကျင့်မယ်ပဲ libro ကနည်းနည်းလေးရသွားပြီဆိုရင်ဒီ BTK ထဲမှာပဲအဲ့လိုမျိုးထည့်ပြီးတော့ပတ်တန် BTK ပတ်တန်ထဲမှာပဲထည့်ပြီးတော့လုပ်စေချင်တယ်ပေါ့နော်ဆိုတော့ဥပမာဘယ်လိုလုပ်ရမလဲဆိုရင်အဲ့လိုလေးပဲပေါ့နော်အနှေးလေးကနေစပြီးတော့ကျင့်တင်တယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့မှအဲ့လိုမျိုးကျွမ်းကျင်သွားပြီဆိုလို့ရှိရင်စပြီးတော့ဒီပင်ပတ်တန်နေနဲ့တွဲပြီးတော့လုပ်လို့ရပြီပေါ့နော်အဓိကအားဖြင့်အခြေခံကိုပို့ပြီးတော့ပိုင်အောင်လုပ်စေချင်တယ်ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်လည်းကျွန်တော်လုံးဝ recommend ပေးရပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာကဒီအတန်တွေကို design မမှန်နဲ့ပေါ့နော်တေချာလုပ်စေချင်တယ်ပေါ့နော်ဒီအတန်တစ်ခုကိုကျင့်မယ်ဆုံးဖြတ်ပြီးသွားလို့ရှိရင်ဒီအတန်ကိုပဲကျင့်စေချင်တယ်ပေါ့နော်ကျွန်တော်တို့အရင်တော့ဘယ်လိုမှားလဲဆိုတော့ဒီကျွန်တော်ကြိုက်တဲ့အတန်ရှိရဗျာဥမာvoter wisdom ရှိမယ် libro ရှိမယ်အဲ့တော့ငါ voter wisdom လည်းကျင့်မယ် libro လည်းကျင့်မယ်အဲ့လိုမျိုးရှိရပေါ့နော်ဆိုတော့အဲ့မှာနေဘာတွေဖြစ်လဲဆိုတော့voter wisdom လည်းကျင့်ရမလားအဲ့လိုမျိုးပေါ့နော်တစ်ခုတည်းမှာအချိန်တစ်ခုတည်းမှာနေ voter wisdom ကျင့်လိုက်အဲ့လိုမျိုးတွေလုပ်နေရပေါ့ဆိုတော့လူရင်းကိုမရောက်တော့ဘူးဗျာဒီကျွန်တော်တို့ရဲ့လောက်တဲ့အတန်ပုံစံတွေအကုန်လုံးကလူရင်းကိုမရောက်တော့ဘူးကိုလိုချင်တဲ့အတန်ကိုပို့ပြီးတော့အဲ့လိုကြန့်ကြတယ်ပေါ့နော်ဆိုတော့အတန်တစ်ခုကိုရအောင်ကျင့်မယ်ဆိုရင်အဲ့အတန်ကိုပဲရအောင်ကျင့်မှုအတွက်ဒီဇိုင်းမကျင့်မှုအတွက်ကိုကျွန်တော်လုံးဝ recommend ပေးရပေါ့နော်ပြီးတော့ဒီအတန်ကိုကျင့်မယ်ဆိုရင်ပါဇက်တွေဘာတွေအဲ့လိုနာတာတွေဘာတွေတော့ရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါဆက်ချင်းမို့လို့ပေါ့နော်ကျွန်တော်ဂျင်းဆော့ရင်တော့မှဆက်ချင်းဆော့လို့ရှိရင်မာဆယ်တွေကဆက်ချင်းလှုပ်ရှားရတာဖြစ်တဲ့ကြောင့်မလို့အဲ့လိုမျိုးနာတာကျင်တာတော့နည်းနည်းရှိရယ်အဲ့ဒါအတွက်လည်းစိတ်မပူနဲ့ပေါ့နော်နောက်ပိုင်းကျအဆင်ပြေသွားမှာပေါ့အဲ့ဒါကတော့ကျွန်တော်ဒီတိုင်းပြောပြတာပေါ့ကိုကဒီအတန်တစ်ခုကိုရဖို့အတွက်တစ်နေ့မှာဘယ်နှစ်နာရီကျင့်မလဲဘယ်လောက်ကျင့်မလဲပေါ့နော်အချိန်တစ်ခုသတ်မှတ်ထားဖို့လိုတယ်ပြီးတော့ဒီအတန်နဲ့သက်ဆိုင်နေပေါ့နော်အဲ့လိုမျိုးနေရာလေးရှိရဲဥမာလေချောင်းအတန်ကြီးကျင့်မယ်ဆိုရင်လေချောင်းနဲ့ပတ်သက်တဲ့စီကြော်မုံနေစားတာပြီးတော့ရေခဲရေတောက်တာကြီးပေါ့နော်အဲ့ဒီလေရှော့တင်တယ်ပြီးတော့ပါဇက်ကိုတန်ရှင်းအောင်ထားရတော့အကောင်းဆုံးပဲပေါ့နော်ဆိုတော့ကျွန်တော်ပြောပြတာကိုအကုန်လုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ဆိုတော့ B-box အတန်တစ်ခုကိုရဖို့အတွက်အမြန်ဆုံးနည်းနဲ့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုသိပြီးသွားပြီဆိုတော့အခုချက်ချင်းပဲဒီနီးလန်းလေးတွေကိုအသုံးပြုပြီးတော့လုပ်ကြည့်လိုက်ပါတိုးတက်လာတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကို comment မှာတစ်ခုရေးခဲ့လို့ရပါတယ်ပြီးတော့ B-box နဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိလို့ရှိရင်လည်း comment မှာကျွန်တော်ကိုရေးခဲ့လို့ရပါတယ်ပြီးတော့ကျွန်တော်ကိုလည်း subscribe နဲ့ like လေးလုပ်ခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်နာမည် Green ဖြစ်ပါတယ်